လ28ရက်နေ့နေ့လယ်12:55မိနစ်မှာလှုပ်ခတ်ခဲ့တဲ့ Richter Scale 9.9 အဆင့်ရှိအင်အားပြင်းငလျင်ကြီးကိုကျမတို့ New Starlight Group of Company လဲအားလုံးနဲ့အတူတူတွေ့ကြုံခံစားခဲ့ရပါတယ်။ဒီငလျင်ကြီးကြောင့်မန္တလေးမြို့မှာပျက်စီးဆုံးရှုံးမှုတွေကိုကြုံတွေ့ခဲ့ရပြီးတော့ကျမတို့ရဲ့အိမ်မက်တွေအားလုံးလည်းအဲ့ဒီအချိန်မှာခိတ္တခဏရပ်တန့်ခဲ့ရပါတယ်။ဒီလိုပြင်းထန်တဲ့ငလျင်တန်းကိုကျမတို့အားလုံးခံစားခဲ့ရပြီးမရှိမနှောင်းမှာပဲအင်အားကြီးငလျင်ရဲ့နောက်ဆက်တွဲ aftershock ငလျင်ငယ်တွေကိုလည်းခံစားခဲ့ကြရပါတယ်။ဒီလိုပြင်းထန်တဲ့ငလျင်တန်းကိုတွေ့ကြုံခံစားခဲ့ရပြီးတဲ့နောက်မှာဆိုရင်ကျမတို့အနေနဲ့လက်လျှော့ပြီးရက်တက်ငိမ့်ငိုင်သွားခြင်းလုံးဝမရှိခဲ့ပါဘူးရှင်။အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးမကြခင်မှာပဲကျမတို့ရဲ့မင်္ဂလာမန္တလေး commercial area မင်္ဂလာမန္တလေး hotel မင်္ဂလာကွန်ဒိုမီနီယမ်မင်္ဂလာဗီလာမင်္ဂလာထာဝါမူရွှေဝါကွန်ဒိုမှာရှိတဲ့ customer တွေနဲ့မင်္ဂလာမန္တလေးဝင်းအတွင်းမှာရှိတဲ့သူအားလုံးကို New Starlight Group of Company ရဲ့ဥက္ကဋ္ဌလမ်းညွှန်ချက်နဲ့အညီဘေးကင်းတဲ့အခြေအနေတစ်ခုဖြစ်အောင်စနစ်တကျစ